ကယ်၍ဟိရိဩတ္တပလူလောကမှာပျောက်ကွယ်သွားလို့ရှိရင်လူတွေဟာတိရစ္ဆာန်တွေနဲ့အလားတူသွားမယ်ဘာမှမထူတော့ဘူးလူလောကနဲ့တိရစ္ဆာန်လောကခြားနာချက်သည်ဟိရိဩတ္တပပေါ်မှာမူတည်တယ်လို့ပြောတယ်အဲ့တော့ဒီဥစ္စာနှစ်ခုကလည်းအမြဲတမ်းအရေးကြီးတဲ့အရာနှစ်ခုအဲ့တော့ဘာပဲဖြစ်ဖြစ်မကောင်းတာမလုပ်ဖို့အတွက်ကို respect ပေးပြီးတော့စဉ်းစားတာကဟိရိစဉ်းစားရမယ်ဟာငါလူကမောက်တာလုပ်လို့ဖြစ်ပါမကောင်းဘူးကိုယ်တိတ်ခါကိုထိလို့ငါပညာတတ်တယ်ငါအနေနဲ့မလုပ်ထိုက်ဘူးတရားကိုစဉ်းစားတာသူများကိုမစဉ်းစားဘူးဟိရိအဲ့ဟောဥတ္တပကြတော့အဲ့လိုမဟုတ်ငါလှုပ်လိုက်ရင်ငါမိသားစုငါဆရာသမားတွေငါရဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေဘယ်လိုနေမလဲဟောပတ်ဝန်းကျင်ပေါ်မှာလေးစားပြီးတော့လုပ်တာအဲ့ဒါကိုဟိရိဥတ္တပခေါ်တယ်နော်အဲ့ဒီနှစ်ခုဟာလေလူတော်လူကောင်းဖြစ်ဖို့ရအတွက်မရှိမဖြစ်တဲ့ဥစ္စာတစ်မျိုးပါ